ပြပြတင်ဆက်ပေးသွားချင်တာကတော့ဆူရှီတွေလိမ့်တဲ့နေရာမှာအသုံးပြုတဲ့ရင်းကြီးဘက်ကနိုရီပြုလုပ်ခြင်းအကြောင်းပဲဖြစ်ပါတယ်။ဆူရှီဟာဒီကသုံးတဲ့ရင်းကြီးဘက်ကနိုရီလို့ခေါ်တဲ့မျိုးစားပဲဖြစ်ပါတယ်။ပြည်လည်ရည်ပြင်းများအသက်ရှင်းပြီးအနက်ရှိတဲ့ကန်းစီတစ်ဝိုက်ကရင်မျက်နှာပြင်ပေါ်မှာမွေးမြူကြပြီးရင်းကြီးဘက်တွေသုံးနိုင်အောင်စိုက်ပျိုးရတဲ့နည်းတွေရှိပါတယ်။အဲ့ဒီကအကောင်းဆုံးစိုက်ပျိုးနည်းကတော့နိုရီမျိုးစေ့တွေကိုပိုက်ကွန်ပေါ်မှာဆန်ထုတ်ပြီးမွေးမြူကြတာပဲဖြစ်ပါတယ်။ရင်းကြီးပိုက်ကွန်တွေကိုပင်လယ်ရေထဲမှာချထားပြီးတဘာဝပင်လယ်ရေကတွက်လာတဲ့တန်းငွေစွမ်းရည်တွေနဲ့ကြီးထွားလာစေပါတယ်။ရိတ်သိမ်းချိန်မှာတော့စောင်းဥမှနှွေလေပိုင်းအထိဖြစ်ပြီးခိမီဆက်ရန်တရားတွေနဲ့တမယိုးကြလေသင်္ဘောအသုံးပြုပြီးရိတ်သိမ်းကြပါတယ်။စားသုံးလို့ရတဲ့အဆင့်ထိမရောက်သေးလို့နိုရီတွေကိုစားလို့ရအောင်တန်ဆင်ခြင်းနဲ့စက်ပြုတ်ခြင်းအဆင့်တွေကိုကြော်ဖြတ်ရပါသေးတယ်။ရိတ်သိမ်းပြီးရင်ကြီးဘက်တွေကိုတဲနှုံစရဲမတန်းတဲ့အရာတွေကနေဖယ်ရှားဖို့နိုရီတွေကိုအရှင်ပုံသွင်းပါတယ်။ပုံသွင်းတဲ့အခါစာရွက်လိုပဲအပြားသေးသေးလေးတွေအဖြစ်ဖွဲ့စည်းနေတာကိုတွေ့ရပါတယ်။ပြီးရင်6အောင်အချောက်ခံထားပါတယ်။တချို့ကတရားနဲ့6ခံပါတယ်။တချို့ကစနစ်6ခံပါတယ်။အချောက်ခံပြီးတဲ့နောက်မှာအနက်ရတာကောင်းအောင်ပြန်ကင်ပါတယ်။နောက်ဆုံးအဆင့်မှာတော့အယောင်ထူထဲမှုဆင်ကျင်မှုစားရဲချက်လက်တွေအရာအရေးအသွေးသတ်မှတ်ပါတယ်။ဆူရှီအဖြစ်အသုံးပြုဖို့အဆင့်တန်းမီရဲ့အစင်းမြင့်နိုရီတွေကအနက်စိမ်းရောင်တောက်ပကြပြီးအနှဲငယ်ထူပါတယ်။